ဘာဦးကျမ်းအခန်းကြီး39ဣရှမေလလူတို့သည်ယောသပ်ကိုဆောင်သွား၍အဂုရုပြည်သို့ရောက်သောအခါအဂုရုအမျိုးဖာရောဘုရင်၏အမတ်ဖြစ်သောကိုရင်တော်မူဗောဓိဖာထံမှရောက်ကြ၏ထာဝရဘုရားသည်ယောသပ်ဘက်၌ရှိတော်မူသဖြင့်သူသည်အကြံထမြောက်တတ်၏အဂုရုအမျိုးမိမိသခင်၏အိမ်၌နေရလေ၏သူဘက်၌ထာဝရဘုရားသည်ရှိတော်မူ၍သူပြုလေရာ၌အောင်စေတော်မူကြောင်းကိုသခင်လည်းသိမြင်၏ထို့ကြောင့်ယောသပ်သည်သခင်ရှေ့၌မျက်နှာရ၍ခါစားလျက်နေရ၏သခင်သည်လည်းမိမိအိမ်တွင်အိမ်အုပ်အရာနှင့်ခန့်ထား၍ဥစ္စာရှိသမျှကိုအပ်လေ၏ထိုသောအိမ်နှင့်ဥစ္စာရှိသမျှကိုအုပ်စိုးစေသည့်ကာလမှစ၍ထာဝရဘုရားသည်ယောသပ်အတွက်ထိုအဂုတ္တုသား၏အိမ်ကိုကောင်းကြီးပေးတော်မူသဖြင့်ပေးတော်မူသောကောင်းကြီးမင်္ဂလာသည်အတွင်ပြင်ဥစ္စာရှိသမျှအပေါ်မှာလည်းတက်ရောက်လေ၏သခင်သည်မိမိ၌ရှိသမျှကိုယောသပ်လက်သို့အပ်၍မိမိစားသောအစာမှတပါးအခြားသောဥစ္စာရှိမှန်းကိုများမတိမမတ်ဘဲနေ၏ယောသပ်သည်ပုံပြေရင်ကျေး၍အသွေးအစင်းလှသောသူဖြစ်၏ထိုနောက်မှသခင်၏မယားသည်ယောသပ်ကိုတတ်မှတ်စိတ်ရှိ၍ငါနှင့်အတူအိပ်ပါဟုဆို၏ယောသပ်ကလည်းကျွန်တော်သခင်သည်အိမ်တော်၌ရှိသမျှသောဥစ္စာတို့ကိုကျွန်တော်လက်သို့အပ်ပါပြီကျွန်တော်၌အဘယ်ဥစ္စာရှိမှန်းကိုများမတိမမတ်ပါဤအိမ်တွင်လည်းကျွန်တော်ထက်သာ၍ကြီးသောသူမရှိပါကိုမယားဖြစ်သောသခင်မတပါးအဘယ်အရာကိုများကျွန်တော်အားမမြစ်တာပါတို့ဖြစ်လျင်အပြစ်ကြီးသောဤအမှုကိုကျွန်တော်ပြု၍ဖျားသခင်ကိုအဘယ်သို့ပြစ်မှားနိုင်သနည်းဟုသခင်မယားကိုငြင်း၍ပြန်ဆို၏ထိုသောသခင်မသည်နေ့တိုင်းသွေးဆောင်တော်လဲယောသပ်သည်သူ၏စကားကိုနားမထောင်သူနှင့်အတူအိတ်ချင်းနေခြင်းအမှုကိုရှောင်လေ၏တနေ့တ၌ယောသပ်သည်အမှုဆောင်ခြင်းကအိမ်ထဲသို့ဝင်၍အိမ်သားယောက်ျားတစ်ယောက်များမရှိသောအခါသခင်မကငါနှင့်အတူအိပ်ပါဟုဆိုလျက်ယောသပ်အဝတ်ကိုကင်ဆွဲလျင်ယောသပ်သည်မိမိအဝတ်ကိုဆွန့်၍ပြင်သို့ထွက်ပြေးလေ၏ထိုသောသခင်မလက်၌မိမိအဝတ်ကိုဆွန့်၍ပြင်သို့ထွက်ပြေးသည်ကိုသခင်မသိမြင်သောအခါအိမ်သားယောက်ျားတို့ကိုခေါ်၍သင်တို့ကြည့်ကြငါတို့၌မယိုမသိပြုစေခြင်းကဤဟေပြဲလူကိုသခင်သွင်းထားပြီးတကားသူသည်ငါနှင့်အတူအိတ်ချင်းကဝင်လာ၍ငါသည်ကျဲသောအတန်နှင့်အော်ဟစ်ရ၏ကျဲအော်ဟစ်တန်ကိုကြားလျင်သူသည်မိမိအဝတ်ကိုဆွန့်၍ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျှင်သခင်ရောက်သည့်တိုင်အောင်ထိုအဝတ်ကိုမိမိ၌ထားလေ၏သခင်ရောက်သောအခါကိုယ်တော်သွင်းထားသောဟေပြဲကျွန်သည်ကျွန်ုပ်ကိုမယုံမသိပြုခြင်းကဝင်လာပါ၏ကျွန်ုပ်သည်ကျဲသောအသက်နှင့်အော်ဟစ်သောအခါသူသည်မိမိဝတ်ကိုဆွန့်၍ပြင်သို့ထွက်ပြေးပါသည်ဟုသောစကားဖြင့်ကြားပြောလေ၏ကိုယ်တော်ဤကျွန်သည်ကျွန်ုပ်၌ဤသို့ပြုခဲ့ပြီးဟုမယားပြောသောစကားကိုသခင်ကြားလျင်ယောသပ်ကိုအမျက်ထွက်၍ခေါ်ပြီးမှရှင်ဘုရင်ချုပ်ထားသောသူတို့နေရာထောင်ထဲမှလောင်ထားသဖြင့်ယောသပ်သည်ထောင်ထဲမှနေရ၏သို့တော်လည်းထာဝရဘုရားသည်သူ့ဘက်၌ရှိ၍ကယ်မသနာတော်မူသဖြင့်ထောင်မူထံမျက်နှာရစေတော်မူ၏တို့ဖြစ်၍ထောင်မူသည်ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကိုယောသပ်လက်သို့အပ်၍ထောင်ထဲတွင်ပြုသမျှသောအမှုကိုယောသပ်စီရင်ရ၏ထိုနောက်ထောင်မူသည်ထောင်အမှုကိုကိုယ်တိုင်ပြန်၍မကြည့်မရှုရအကြောင်းမူကားထာဝရဘုရားသည်ယောသပ်ဘက်မှရှိ၍သူပြုလေရာရာ၌အောင်စေတော်မူတည်း